ဒါလေးကကျတော့ကျွန်တော်တို့ဥက္ခစားတောက်ကုန်ရဲ့စိတ်သားကြောက်ကလေးတွေပါခင်ဗျာဘယ်လောက်လှလဲကြည့်လိုက်ပါဦးနော်နေကိုကောင်းကောင်းပြတယ်ဂျွန်းဂျွန်းခြောက်ပြီးတော့အခုလိုမျိုးအနေထားကိုရောက်တဲ့အခါကျမှကျွန်တော်တို့ကဒီ customer တွေလိုချင်တဲ့ပုံစံလေးတွေပိုင်းဖြတ်ပြီးတော့ဒီညပါဆယ်အပြီးပိတ်မှာပေါ့နော်မရဖန်ကြလို့ရှိရင်တော့ကျွန်တော်တို့စီကိုကြိုတင် booking တင်ထားတဲ့ဒီ customer တွေစီကိုအကုန်လုံးပို့ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီကိုစိတ်သားကြောက်မှတဲ့အခါမှာငွေလေးကိုတော့ကြိုတင်လွှဲပြီးတော့ order တင်ပေးထားရပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကမြို့မှာဈေးမှာတွေ့တဲ့စိတ်သားတွေကိုမသုံးလို့ပါခင်ဗျာမြို့မှာတွေ့တဲ့စိတ်သားတွေဟာရေလဲထိုးတဲ့အပြင်အလေးချိန်လည်းမပြည့်ပါဘူးခင်ဗျာပြီးရင်သူတို့ကဈေးရလည်းအရန်ကြီးပါတယ်ဒါကြောင့်မလို့အများရန်ပဲရပြီးအများရန်ပဲရောင်းနေတဲ့သူတွေကတပိတ်သားကို3သိန်း4သိန်းရောင်းကြပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဈေးကြီးကြီးလည်းမရောင်းချင်ဘူးအရသာရှိရှိအသားလေးကိုလည်းပေးချင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကရွာနော်စိတ်သားလေးတွေကိုပဲစောင့်ပြီးယူပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ကရက်ဆောင်ပြီးတော့ကျွန်တော်စီကိုဝယ်ရတာပါခင်ဗျာကျွန်တော်တို့စီမှာစိတ်သားတစ်နေ့ကိုအချိန်20လည်းမရဘူး30လည်းမရဘူး50လည်းမရဘူး100လည်းမရပါဘူးခင်ဗျာကျွန်တော်တို့စီကနော်တနေ့မှာ2ပိတ်သားအဲ့ဒါတောင်မှပဲ5ရက်နေမှာတစ်ကြိမ်လောက်ပဲရတာပါခင်ဗျာအဲ့ဒီအသားကိုပဲယူပြီးတော့စောင့်ပြီးတော့နေလှမ်းရတာပါခင်ဗျာဒါကြောင့်မလို့ဥက္ခစားတော့ကောင်မှားလိုက်တဲ့စိတ်သားကြောက်သည်မစစ်မှလည်းမပူနဲ့နော်အရသာမရှိမှလည်းမပူပါနဲ့ခင်ဗျာဥက္ခစားတော့ကောင်ရဲ့စိတ်သားစစ်မစစ်ဆိုတာကိုနော်တေချာကြည့်ပြီးမှဝယ်ကြပါခင်ဗျာဒါကြောင့်မလို့ဈေးကြီးပေးပြီးတော့အဝယ်မှားမယ်ဆိုလို့ရှိရင်တော့ဒါမတန်ဘူးပေါ့ခင်ဗျာကျွန်တော်ကတော့ကျွန်တော် customer တွေကိုကျွန်တော်မမြက်မြက်အခုလိုမျိုးစိတ်သားစစ်စစ်ဈေးနှုန်းတင့်ကိုပဲပေးစွမ်းပါတယ်ခင်ဗျာအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုကစပြီးတော့ကြိုတင်ပြီးတော့ငွေထွက်ပြီးတော့ order တင်လို့ရပါပြီခင်ဗျာ